အားလုံးကိုမင်္ဂလာပါမင်္ဂလာနှစ်တစ်မှာဆောင်ရွက်ဖို့ရန်အတွက်ဒီကနေ့အချက်လေးလေ့ကျင့်အားဖြင့်ခွင့်အားပေးခြင်းတာဖြစ်ပါတယ်နှစ်တစ်မှာတစ်ဖန်ရောက်ခဲ့ပြန်ပြီဖြစ်ပါတယ်နှစ်တစ်မှာဝင်ရောက်တော့မှာဖြစ်တဲ့အတွက်ကြောင့်နေ့ရက်အကြောင်းတွေရှင်းချင်းမိကြဖို့လိုအပ်ပါတယ်နှစ်တစ်ရက်မြတ်ကိုဘယ်လိုအသုံးပြုရမလဲအချိန်ကုန်လွန်တဲ့အခါမှာနှမျောတန်တာနဲ့ဝန်းနေဖို့အဖြစ်မျိုးမကြုံရတဲ့တော့ဒီကနေ့အချက်လေးလေ့ကျင့်အားဖြင့်ခွင့်အားပေးခြင်းတာဖြစ်ပါတယ်နံပါတ်1အချက်အနေနဲ့မသိနိုင်တော့နေရင်ဖြစ်ပါတယ်။ဒီနှစ်တာအတော်အတွင်းမှာဘလို့ဖြစ်လာမယ်ကိုမသိပါဘူး။ဘဝရဲ့အသက်တာလမ်းကြီးကပန်းခင်းသောလမ်းမဟုတ်ပါဘူး။စူးခင်းသောလမ်းဖြစ်ပါတယ်။စူးခင်းတဲ့လမ်းတွေကိုကျွန်တော်တို့အကြော်ဖြတ်ရမှာဖြစ်ပါတယ်။ကောင်းတဲ့အရာတွေကိုဒါလူတွေကရယူလို့ကြာပြီးတော့မကောင်းတဲ့အရာကိုတော့ဘယ်သူမှမလုပ်ချင်ကြပါဘူး။သို့တော့ဘဝရဲ့နေ့ရက်များကိုရန်တက်ထားလို့မရပါဘူး။မသွားချင်တော့လဲရှစ်ဆက်သွားနေရမှာဖြစ်ပါတယ်။ဘယ်သူမှမသွားဘူးသေးတော့နှစ်သက်လမ်းမှာဘလို့အရာတွေကြုံတွေ့ရတော့လည်းပဲကြော်ဖြတ်သွားလာနိုင်အောင်ခွင့်အားယူပြီးမှပြင်ဆင်ထားသင့်ပါတယ်နံပါတ်1အချက်အနေနဲ့ပို၍ကောင်းမွန်စွာအသက်ရှင်နေထိုင်ရမယ်ကျွန်တော်တို့ကဆုံးဖြတ်ချက်တွေချထားသင့်တာဖြစ်ပါတယ်အသက်တစ်နှစ်ကြီးသွားပြီဖြစ်ပါတယ်ခန္ဓာပိုင်းဆိုင်ရာမှာများစွာကြီးထွားလာနေတော့ညာလေဝိညာဉ်ပိုင်းမှာမကြီးထွားလာဘူးတင်းငယ်သွားတတ်ပါတယ်ဝိညာဉ်ရေးကမကြီးထွားလာဘူးဆိုရင်စိုးရိမ်ဖွယ်ဖြစ်ပါတယ်တစ်ပင်တစ်ပင်ကြီးထွားလာရမှာရွက်ဟောင်းများကျွေပြီးတော့ရွက်နှုများထွက်လာရပါတယ်ကုန်လွင်ခဲ့တဲ့နှစ်ကလှုပ်ဆောင်မှုမှာရင်ခဲ့တဲ့များကိုနှစ်တစ်မှာမှန်ကန်ကောင်းမွန်စွာနေထိုင်ပြီးတော့အသက်ရှင်နေထိုင်မှုတွေပိုကောင်းတဲ့အလုပ်တစ်တွေပိုကောင်းတဲ့အတွေ့အမြင်တစ်တွေရရှိဖို့လိုအပ်ပါတယ်ကောင်းသောအရာတွေပုံမများလာမှသာကြီးထွားလာမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့နှစ်တစ်မှာပုံမကောင်းမွန်စွာနဲ့အသက်ရှင်နေထိုင်မယ်လို့ကျွန်တော်ကဆုံးဖြတ်ချက်တွေချထားရမှာဖြစ်ပါတယ်။နံပါတ်3ချက်အနေနဲ့မကောင်းသောအရာမှန်သမျှကိုစွန့်ပစ်ထားခဲ့ရမှာဖြစ်ပါတယ်။ကျွန်တော်ရဲ့နှလုံးသားထဲမှာဘယ်အရာတွေထည့်ပြီးမှနှစ်တစ်တို့တည်ဆောင်နေပါတယ်လေ။အကျိုးမရှိတဲ့အရာအားလုံးကိုနှစ်ဟောင်းမှာစွန့်ပစ်ထားရမှာဖြစ်ပါတယ်။ကျွန်တော်တို့မှာရှိတဲ့မကောင်းသောအကျင့်စရိုက်ဆိုးတွေကိုမွေးမြူမထားဘဲနဲ့ဖြောက်ပြစ်ရမှာဖြစ်ပါတယ်။ဒီနေ့တဖန်နှစ်ဟောင်းမှာမှားယွင်းပြီးခဲ့တဲ့မြအဖြစ်တွေကိုလည်းဝင်ချနဲ့တန်ရှင်းစင်ကြယ်ပြီးမှနှစ်သက်မှာတင့်တယ်လှပစွာရှောက်လန်းကြရမှာဖြစ်ပါတယ်။နံပါတ်4ချက်အနေနဲ့နှုတ်ကပတ်တော်နဲ့အတူရှောက်လန်းရမှာဖြစ်ပါတယ်။စာလံ119အပိုက်ငယ်105မှာဆိုလို့ရှိရင်နှုတ်ကပတ်တော်သည်အကျွန်ုပ်ရှေ့မှာမိခွေပြည့်၍အကျွန်ုပ်လမ်းကြီးကိုလည်းလင်းစေပါ၏လို့ဖော်ပြထားတာဖြစ်ပါတယ်။ဒါကြောင့်လူသားအလုံးဟာအလင်းကိုအသုံးပြုပြီးတော့အသက်ရှင်ကြရတာဖြစ်ပါတယ်။အလင်းမရှိဘူးဆိုရင်အသက်မရှင်နိုင်ပါဘူး။နှုတ်ကပတ်တော်လည်းပဲကျွန်တော်ရဲ့ဝိညာဉ်အတွက်အလင်းဖြစ်ပါတယ်။လူတိုင်းအတွက်မရှိမဖြစ်အရာပါဖရာသခင်ရဲ့နှုတ်ကပတ်တော်ဖြစ်ပါတယ်။နှုတ်ကပတ်တော်အလင်းဟာကျွန်တော်မှာပါရှိမယ်ဆိုလို့ရှိရင်မပြည့်စည်ပဲရှောင်လန်းနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်နှုတ်ကပတ်တော်ဟာသင်ယူလေ့လာရမှာဖြစ်တယ်။ကျမ်းစာကိုပုံမှန်ဖတ်ရှုရမှာဖြစ်ပါတယ်။ကျွန်တော်နှစ်သက်ထဲမှာနှုတ်ကပတ်တော်အားဖြင့်ဥဆောင်ခေါ်ယူမှုတွေကိုခံယူရမှာဖြစ်ပါတယ်။ဒါကြောင့်မလို့အချိန်ဟာလူကိုမဆောင်ဘူး။နေ့ရက်များတစ်နှစ်ပြီးတစ်နှစ်ကုန်လွန်နေတာဖြစ်ပါတယ်။အချိန်ဟာအယမ်းကိုတန်ဖိုးရှိတာဖြစ်ပါတယ်။ဒီအချိန်ကိုငွေဖြစ်လည်းဝယ်ယူလို့မရနိုင်ပါဘူး။နောက်အမောင်တွေလည်းရောက်လာတတ်ပါတယ်။ဒါကြောင့်မိမိရဲ့အချိန်ကိုအချင်းမဖြုံးသီးတဲ့ပါဘူးရှိသမျှအချိန်လေးကိုဖရားအတွက်လူအတွက်အကျိုးရှိသောအလုပ်များကိုကျွန်တော်တို့ကလှုပ်ဆောင်ကြပါစို့ဆိုပြီးမှဒီကနေ့အချက်လေးချက်အားဖြင့်ခွင့်အားပေးချင်တာဖြစ်ပါတယ်အားလုံးအပေါ်မှာဖရားသခင်ကောင်းချီးပေးပါစေ